မျိုးဆက်သစ်တွေမွေးပေးရလားငငယ်ကလေးလေးတတအကြောင်းမှနှွေးထွေးပါဗျာခုံးနဲ့ရေးချစ်တတ်များရဲ့ရိုက်တဲ့ faces ဆရာကျောင်းတော်ကြီးကမျိုးဆက်သစ်တွေမွေးပေးရလားငငယ်ကလေးလေးတတအကြောင်းမှနှွေးထွေးပါဗျာခုံးနဲ့ရေးချစ်တတ်များရဲ့ရိုက်တဲ့ faces ဆရာ